ကျွန်တော်ဒီ website လေးအသုံးပြုနေပုံလေးရှင်းပြမယ်ပေါ့နော်အရင်ဆုံးဒီ admin ဆိုပြီးတော့ဝင်လို့ရတယ်เนาะဒါတစ်ချက်ပေါ့နော်တကယ်လို့လေးမမှတ်မျိုးရှိအောက်ဆုံးမှာအကိုရဲ့ခါနေမှာငွေငွားစောက်တော့လုပ်ငန်းဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပြီးတော့အဲ့လိုဝင်လဲရတယ်ပေါ့နော်ဒါ admin log out ပြီးပေါ့နော်ကျွန်တော်ပြပြမယ်เนาะဒီကဥမာ website ကဒီကနေစတယ်ဆိုလို့ရှိရင် website ကိုသွားအောက်ကိုသွားပြီးတော့ဒီမှာကျွန်တော်ဒီမှာငွေငါးဆိုတဲ့ဟာလေးကိုနှိပ်လိုက်เนาะနှိပ်လိုက်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ login เนาะအခုပေးထားတဲ့ email နဲ့ဝင်လိုက်လို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော် email နဲ့ကျွန်တော်ထည့်ထားတယ်ပေါ့နော်အဲ့တော့ဒါလုပ်လို့ရတယ်အဲ့တော့အဲ့မှာကဒါ POS ရှိတယ်ပေါ့နော် POS ကတော့အခုစမ်းနေတော့မယ်ဒါ POS ကတော့စမ်းလို့ရအောင်ပေးထားတာပေါ့နော်ဒါ package ထဲမှာတော့မပါဘူးနောက်တစ်ခုကျတော့ဒါ customer message ပေါ့ customer message တွေအားလုံးကဒီမှာပေါ်လာလိမ့်မယ်เนาะဒီမှာပေါ်လာပြီးတော့ဒီမှာဆက်ပြီးတော့ reply လုပ်လို့ရမယ်တကယ်လို့ AI ကိုသုံးပြီး reply မပြန်ကြရှင်ဒါလေးကိုပိတ်ထားလို့ရတယ်เนาะအဲ့ဒါဆိုရင်အကုန်လုံး universally ပိတ်တယ်ပေါ့နော်ဒါမှမဟုတ်လေတယောက်ချင်းစီကိုလည်းပိတ်လို့ရတယ်เนาะAI ကိုဒီလိုတယောက်ချင်းစီကိုပိတ်လို့ရတယ်ပေါ့နော်တကယ်လို့ကိုကသူနဲ့လူနဲ့စကားပြောနေပြီဟို overtake လုပ်ချင်ရှင် AI ပိတ်ထားလို့ရတယ်ပေါ့နော်နောက်တစ်ချက် AI trainer ပါ AI trainer တော့ကျွန်တော်နောက်ကြရင်တစ်ဖြည်းပြပြပေးသွားမယ်ပေါ့နော်ဒါ AI ကမေငွားဘယ်လိုလာလို့ဆိုရှင်အဖြေကဘယ်လိုဖြေရမလဲဆိုတာဒီမှာသင်တဲ့ဥစ္စာပေါ့နော်ဘေကတော့အခုပေးရမယ်ဘေတွေပေါ့နော်တကယ်လို့ဒီမပေးရသေးဘူးဆိုလို့ဆိုရှင် invoice ကိုပဲပေါ့မယ်ပေးပြီးသားဆို receipt ပေါ့နော်ဒီမှာတော့ကျွန်တော်ဟို January လအတွက်ပေးပြီးဖြစ်တဲ့အတွက်ဒီကောင်က receipt ခဏနေပေါ်လာလိမ့်မယ်အဲ့တော့စောင်းမတွေထည့်မယ်ဆိုရင်ဒီကောင်က blog news ကိုတွားလို့ရတယ်နော် blog news ကိုတွားလို့ရတယ်အဲ့တော့ကျွန်တော်ဒါလေးကိုခဏဖြတ်လိုက်နော် okay ဖြတ်လိုက်ဒီလိုနော်အဲ့တော့အခုဥမာပြင်းတယ်အခုဒီမှာတင်ထားတဲ့ဒီ post ကြီးတင်ချင်မှာနော်ဒီကောင်လေးပေါ့ဒီသက်ချက်တွေမှာအားပေးတဲ့ဟာပေါ့ကျေးဇူးတင်ပါတယ်လို့ကိုရေးထားတဲ့ဟာရှိလေးပေါ့နော်အဲ့တော့ဒီကောင် copy ကူးမယ်နော်အဲ့တော့ product ကူးမယ် create လုပ်မယ် create လုပ်ပြီးတော့ဒီမှာစာရေးနော်ဒီကျေးဇူးတင်တယ်ဆိုတော့ဒါလေး copy ကူးပြီးဒီမှာလုပ်လိုက်ပြီနော်အဲ့တော့ပြီးလို့ရှိရင်ပုံလေးကိုရွေးမယ်ကျွန်တော်ကဒီပုံကျွန်တော်ဒီမှာတော့ logo စေးထားရမယ်နော်စေးထားပြီးတော့ပုံလေးကိုကျွန်တော်ဒီမှာရွေးပြီးတော့ထည့်လိုက်မယ်ဆိုရင်ခဏလေးစားပါနော်မှာတခါတည်းပေါ်ပြီးသားရပါတော့ဒီကောင်ကလွယ်ပါတယ်နှိပ်လိုက်လို့ရှိရင်တခါတည်း post ကတက်သွားလိမ့်မယ်ပေါ့နော်အဲ့တော့ဒီကောင်တက်သွားလိမ့်မယ်အဲ့ဒါပြီးတော့လုံနေပေါ့ရှင်းရှင်းလေးပါပဲအဲ့တော့ဒါဆိုရင်ဒီကောင်ကကြတော့ရှင်းတယ်ပေါ့နော်နောက်တစ်ခါဒီကောင်ကိုဖြတ်ချင်တယ်ဆိုရင်တော့ remove permanently နဲ့ကျွန်တော်ဖြတ်လို့ရတယ်နော်ဖြတ်မှာလားဆိုရင် confirm လုပ်လိုက်ရင်ပြတ်သွားလိမ့်မယ်တကယ်လို့မသုံးမ remove မဟုတ်ဘဲနဲ့ disable လုပ်ချင်လည်းရတယ် disable ဆိုလို့ရှိရင်တော့ link မှာပေါ်တော့ပေါ့နော် inactive လို့ပေါ်သွားမယ်နောက်တစ်ခါကျဒီ public broadcast ဆိုတာရှိရ public broadcast ကဘယ်လိုမျိုးလဲဆိုတော့အခုတကယ်လို့ Android app ပြီးသွားတဲ့အချိန်ကြလို့ဆိုရှင်အဲ့ရဒီကောင်းနေပါနှိပ်လိုက်လို့ဆိုရှင်ဒီဆောင်းမကအကိုရဲ့ Android app ကို install လုပ်ထားတဲ့လူတွေအားလုံးရှိရောက်သွားလိမ့်မယ်ပေါ့နော်ပြန် enable လုပ်လိုက်ရတယ်နော်အဲ့ဒါဆို page မှာပြန်ပေါ်လာလိမ့်မယ်အဲ့တော့ product ထည့်နေကျွန်တော်ပြပြမယ်အခုဒါ product နည်းနည်းလေးရှုပ်နေပေါ့နော်ဆိုတော့အားလုံးကတော့ very simple ပါတကယ်တော့လွယ်လွယ်လေးဖြစ်အောင်သင်ပေးထားတယ်အဲ့တော့ဒီမှာကကျွန်တော်တို့ဒီ product ထည့်လို့ရှိရင်အရင်ဆုံးဘာလုပ်အောင်ဆိုတော့အခုဒီ product ကိုကျွန်တော်တို့ရွေးလိုက်မှာပေါ့နော်ဥပမာစားခြင်းလို့ဆိုတော့ဥပမာအခုပြောချင်တဲ့ဒါပေါ့ဒါကဘာလဲဆိုတော့ထားပါတော့နော်စိတ်သားတော့ပေါ့စိတ်သားတော့ပေါ့ကွာစိတ်သားတော့ဆိုရင်ထည့်လို့ရတယ်ဒီမှာ description လေးရေးproduct category ကကျွန်တော်တို့လုပ်ပေးမယ်နော်အဲ့တော့အဓိကအခုလောက်ရမှာ variant လောက်ရမှာ variant က variant ကြမှာဟိုဖြစ်လို့ရတာဥမာပြလို့ရှိရင် small 8 day ပေါ့နော်8 day နော်8 day ကိုထည့်ပေးရမယ်ဥမာပြ1000ပေါ့နော်1000 8 day 1000ထည့်ပေးရမယ် stock က -1 ဆိုလို့ရှိရင်သူကဟို stock quantity တွေကမထုတ်ဘူးတကယ်လို့ဒီ -1 မဟုတ်လို့ရှိရင်သူက auto သူကနှုတ်သွားမယ်ပေါ့နော်ထပ်ပြီးထည့်ချင်လို့ရှိရင်ဒီလိုထည့်လို့ရတယ်8 day 8လက်နော်ပေါ်ဟာလေးနှိမ့်နေပြီးတော့ထည့်လို့ရတယ်8လက်ကိုကျွန်တော်2000လို့ပေးလိုက်မယ်နော်နောက်တစ်ခုကျ 8G ပေါ့နော် 8G ကိုကျွန်တော်က 8G ကိုကျွန်တော်3000လို့ကျွန်တော်ပေးလိုက်မယ်နော် okay နော်ဟုတ်ပြီနော်အဲ့တော့ product video တွေအားလုံးကိုလည်းပုံလေးတွေထည့်ပေးလို့ရတယ်ကျွန်တော်ဒီမှာတော့စမ်းသပ်ဆဲ color ဖြစ်တယ်လေကျွန်တော်ပုံလေးတွေကိုတစ်ခုချင်းစီကိုထည့်ပေးလို့ရတယ်ပေါ့နော်ဒါဟိုကြိုက်လောက် product variant ထည့်လို့ရတယ်အဲ့ရနေစင်ပုံလေးတွေကြိုက်တာထည့်လို့ရတယ်နော်ဒါကျွန်တော်စမ်းတဲ့နေတဲ့ပုံကိုဒီတိုင်းပဲလုပ်ထားတာပေါ့နော်အဲ့တော့ပြီးတော့ကျွန်တော်တို့ save လုပ်လိုက်ပေါ့နော်စိတ်တော့ပေါ်ပါပြီเนาะအဲ့တော့ဒီ
ဒီဟာကိုဒီမှာတွေ့တဲ့အတိုင်းပဲเนาะ AG 8 လဲဆိုပြီးတော့သူကပေါ်လိမ့်မယ်เนาะသူကကြတော့ stock ဆိုလဲဒါဒီကောင်မနှုတ်ဘူးပေါ့เนาะရောင်းလိုက်မနှုတ်ဘူးဒီတိုင်းထုတ်နေပေါ့เนาะဒါမှမဟုတ်ကိုက individual stock ကိုဘယ်လိုမျိုးset up လုပ်မယ်ဆိုလေဒီကောင်ရတယ်ပေါ့เนาะရလို့ရှိရင်သူကဝယ်လို့ရှိရင်ဒီကနှုတ်သွားမှာပေါ့เนาะအဲ့ပြန်ပြင်ခြင်းလည်းဒီကနေပေါ့ modify item ဆိုပြီးတော့အဲ့ရနေဝင်ပြီးတော့ဒီမှာဝင်ပြီးတော့ပြင်လို့ရတယ်ပေါ့เนาะအဲ့တော့ဒီကောင်ကြည့်လိုက်မယ်ဆိုရင်ဥမာအဖြစ်ဆိုရင်ဒီကောင်ကြည့်လိုက်ဆို product ထဲမှာဟိုတွေ့သွားလိမ့်မယ်စိတ်သားအမွှား6ခုနောက်ဆုံးထုတ်ထားတဲ့ဟာကိုတွေ့လိမ့်မယ်เนาะအဲ့တော့ပြောတဲ့အတိုင်းပဲဒါ sorry เนาะဒါ AG အိမ်မွေးဟိုစိတ်သားတုတ်အေးဟုတ်ကဲ့စိတ်သားတုတ်ဆိုရင်ဟိုကဒီမှာ AG 8လက်8 day ဆိုပြီးတော့ပေါ်နေလိမ့်မယ်เนาะ8 day ဆိုလို့ရှိရင်သူကတပုံသူ့8 day နဲ့ပတ်သက်တဲ့ဟာကိုဒီဘက်မှာဖော်ပြပေးမယ်8လက်ဆိုရင်ဒီဘက်မှာသူ့နဲ့ပတ်သက်တဲ့ဟာကိုဖော်ပြပေးမယ် AG ဆိုလေသူနဲ့ပတ်သက်တာကိုဖော်ပြပေးမယ်ပေါ့เนาะပြီးတော့ဒီ add to cart လုပ်လို့ရှိရင် user add to cart လို့ရှိရင်အဲ့ဒါကိုထည့်ပြီးတော့ order တင်တဲ့နေရာရောက်သွားလိမ့်မယ်เนาะဒါပေမဲ့ကျွန်တော်ဒီမှာတော့ကျွန်တော် add to cart တော့မဖွင့်ရသေးဘူးဒါပေမဲ့ဖွင့်ပြီးလို့ရှိရင် user ကသွားပြီးတော့လုပ်လို့ရပြီပေါ့เนาะအဲ့ဒါပါပဲ product နဲ့ဒီ sound bar တွေတင်နေတယ် product တင်နေပေါ့เนาะအဲ့တော့အခုပြောချင်တဲ့ about us ဆိုကျွန်တော်တို့အကြောင်းပါညာquick ပေါ့အဲ့ဒါပြင်ရင်လို့ရှိရင်ကျွန်တော်တို့ဒီမှာ admin ကိုသွားပြီးတော့เนาะadmin ကိုသွားပြီးတော့ဒီမှာ about contact us ဆိုတာလေးကိုကျွန်တော်ကထည့်ပေးရမယ်ခဏလေးเนาะကျွန်တော်အခုကျွန်တော်ဖွင့်ပေးလိုက်မယ်အခုရဲ့ page ကနိုင်เนาะကျွန်တော်ဒီမှာကျွန်တော်ဖွင့်ပေးလိုက်မယ်admin menu ပေါ့เนาะcreate ငွေ973နော်contact information ပေါ့เนาะ away information admin contact okay နော်အဲ့ဒါဆိုရင်အကိုဒီဘက်မှာဒီမှာ contact information ကိုဒီမှာပြင်လို့ရသွားပြီပေါ့နော်ပြင်လို့ရပြီဆိုရင်အကိုကဒီမှာ contact information ကိုဒီမှာစိတ်ကြိုက်ကိုထည့်လို့ရမယ်เนาะ description တွေပါထည့်လို့ရမယ်เนาะအဲ့တော့ vision mission ဆိုလဲဒါvisionเนาะအဲ့မှာတစ်ခုထည့်လိုက်ပေါ့ of ဝင်လာပေါ့mission of ဝင်လာပေါ့เนาะအဲ့လိုတွေလည်းထည့်လို့ရတယ်ပေါ့เนาะအဲ့ဒါတွေထည့်ပြီးတော့စိတ်ကြိုက်ဒီမှာကြိုက်လို့ပြန်တော့ Facebook website တွေရှိလဲ website link တွေထည့်ပြီးတော့မှဒီကောင်ထည့်မယ်ဆိုရင်ဒီကောင်ထည့်လိုက် website ဆိုပြီးတော့ကျွန်တော်ဒီမှာထည့်လို့ရတယ်เนาะ link တွေရှိရင်ထည့် YouTube ရှိလဲထည့် Twitter ရှိလဲထည့် TikTok ရှိလဲထည့်လို့ရတယ်ပေါ့เนาะvision mission ဆိုတာအကူကြိုက်တာစာတွေရေးပြီးရေးလို့ summary ဆိုလည်းရေးလို့ရတယ်။နောက်တစ်ခါကျ payment info ပေါ့ payment page ကဒီကောင်ကျ voucher ရဲ့ email ပေါ့အခုထုတ်မဲ့ voucher ရဲ့ header အနေနဲ့ထည့်ပေးလို့ရတယ်။ပြီးတော့အခုရဲ့ KB number name KB ရဲ့ QR code ပေါ့နော် KB ရဲ့ QR code လည်းထည့်ပြီး update လုပ်လို့ရတယ်ပေါ့နော်။အဲ့ဒါအခု click ကြည့်ဘာမှပြုတ်ရတယ်နော်။အခု data ကျွန်တော်ကျွန်တော် package ရှိတဲ့အခု AC click ပါနော်။လောလောဆယ်တော့ပြီးတော့ကတော့ဒီလောက်ပါပဲနောက်တော့ testimony ပေါ့ testimony ဆို create လုပ်လိုက်လို့ရှိရင်ကိုယ်ဘာပြောလဲဆိုတာထည့်လို့ရတယ်ပေါ့နော်ဥပမာအဖြစ်ဆိုရင်ဒီမှာထည့်ပြီးတော့အရင်ကောင်းပါပဲပေါ့နော်အဲ့တော့ကျွန်တော်နာမည်က way နော်position က developer ပေါ့နော်အဲ့လိုမျိုးပေါ့နော် confirm publish လုပ်လို့ရတယ်အဲ့ဆိုရင်ဟိုမှာ testimony တွေမှာပေါ်လာတယ်ပေါ့နော်ဒါလေးပါပဲကိုအခုလောက်ရမှာကဒီကောင်လေးပဲဒီဟာလေးပဲအတစ်ထည့်ချင်ဒါအောင်နှိပ်မယ်နှိပ်ချင်ဒါလေးနေမယ် delete လိုက်မယ်ဒီလောက်ပဲကိုအခုလှုပ်ချင်ရှင်ဒါလေးထောက်ထောက်ပြီး product ကလည်းတကယ်တမ်းတော့မခက်ဘူးเนาะသူက price က product ကိုတွေ့တာမိတာမဟုတ်သူက variant ပေါ့เนาะ product မှာအမျိုးအစားအများကြီး꿰တဲ့အတွက်အဲ့ဒါတွေကိုသွားပြီးတော့ပါတခါတည်းပြင်လို့ရအောင်တခါတည်းလှုပ်ထားတာပေါ့လှုပ်ထားတဲ့ variant တွေလည်းဒီမှာတေချာလေးမြင်ရလိမ့်မယ်ခင်ဗျ